နေ့ထိုင်းမှာပေါ့နော်အရန်ပူတာပခါနိုင်လောက်အောင်ပူတယ်ပေါ့နော်အပူကြိုက်တယ်ပူလဲနေလို့ရတဲ့သူတော့အခုဆိုတအားပူလို့နေတော့မနိုင်တော့ဘူးပေါ့နော်တော့ပူလာပဲထိုင်းမှာအားကြောင့်ပန်ကားလေးကိုလည်းလေမိုးလေးတစ်လုံးပြီးတစ်လုံးဝယ်ပြီးတော့အားတွေတောက်ဆောက်တွင်လာတယ်အပြင်ထွက်လာတဲ့ပန်ကားတစ်လုံးချလာတဲ့ကိုယ်စစ်မှလည်းအားသွင်းလာတဲ့ပန်ကားလေးဆိုတော့လေအဲ့လိုမျိုးအားသွင်းချိုးကတစ်ချောင်းပါတယ်ပန်ကားလေးရတော့ချစ်စရာလေး Oh my god ချစ်စရာလေးလာလိုက်တာအယောင်လေးလည်းချစ်စရာလေးနော်သူကခရမ်းရောင်လည်းစီတယ်အိမ်မှာခရမ်းရောင်တစ်လုံးမှာတာပဲပြီးတော်တော်လာတာပဲအချိန်လေးလည်းပေးထားရပါတော့ကိုတကယ်လို့အပေါ်တွေမှာချိန်မဆိုလို့ရှိရင်လည်းဒီလိုမျိုးချိန်ထားလို့ရတာပေါ့နော်ပန်ကားလေးကကျတော့ဒီလိုမျိုးလဲလို့ရတယ်တပတ်လဲလုံးလဲလို့ရတယ်မကြည့်ဒီလိုမျိုးလဲလို့ရတယ်အရာစင်ပြေတယ်နော်တကယ်လို့ကိုကအပေါ်မှာမချိန်ချင်ဘူးဆိုရင်လည်းဒီမှာဒီလိုအစ်စ်လေးမှာချပြီးတော့ထားပြီးတော့ထားလို့ရတာပေါ့နော်ကိုအလုံးလုံးတဲ့အစ်စ်တက်ကိုထားလို့ရတယ်โอเคမိုးလေးဖွင့်ကြည့်မယ်အခုမှလည်းအရာပူအိုက်တဲ့ရသည်မို့လို့ပေါ့နော်အလုံးလုံးရတာလည်းအရာဟိုမှာစိတ်အိုက်တယ်ပြီးတော့စိတ်ဆုပ်ရတာပေါ့နော်ပူလို့လို့လေအလုံးလာအာယုံမရအောင်ရမ်းပူတာကိုစိတ်ရပူလာအောင်လေမျိုးစိတ်ပူလောင်မှုတွေမဖြစ်အောင်အဲ့လိုမျိုးတတလေးစီအောင်ပေါ့နော်ဒီလိုမျိုးပန့်ကာလေးတစ်လုံးလောက်ဆောင်းထားလိုက်အခုဆိုရင်မိုးလေးဒီပန့်ကာလေးကိုမိုးလေးဖွင့်ထားတယ်သူကကြတော့အတန်လည်းမညံအောင်အဆင်ပြေတယ်ပေါ့နော်ဒီမှာကြည့်မိုးလေးအခုအလုံးလုံးမယ်အေးစစ်မှာပဲအရန်ပူတယ်ပူတဲ့အတွက်ဒီလိုမျိုးပန့်ကာလေးမိုးလေးချထားပြီးတော့မိုးလေးအလုံးလုံးပဲမိုးလေးအတွက်လည်းအရန်မှာအဆင်ပြေတယ်ပေါ့နော်ဒီကလို့ဒီလိုမျိုးပန့်ကာလေးရချင်တယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး sauce လေးချတဲ့အချိန်ဒီမှာဝယ်လို့ရှိရင်တော့ပို့ပြီးတော့တက်တာပါတယ်ရှင်ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ချင်းလေးချတာပေးမယ်ချင်းလေးမှာနေဝယ်ပါရှင်